Hello မြန်မာဟိုနေ့ကတွေ့သေးတယ် ဟုတ်လို့လား ဟုတ်တယ်ဟိုဗီဒီယိုတွေလိုက်တာ လောက်ရပါဘူးဗီဒီယိုတွေနာမည်ဘယ်လိုခေါ်တာ စုပြန်နေ စုမြတ်နိုး မှတ်မိ မမီးရပါ မှတ်မိပါဘူး Right စားပြီလားညစား ဒီတိုင်အောင်မှတ်မိနေတယ် ဒါမင်းကျွန်တော်အသက်ဘယ်လောက်ရှိတော့ အတက်ကမပြောလိုက်ရဘူး လာပြောပါတယ်အဲ့တော့ ဟုတ်လား မနော်မိတ်လွယ်နော်တော့တက်မလေးနောက်ကြရင်မမေ့အောင်လို့ဒါလေးပေးထားလိုက်မယ်မမေ့နဲ့တော့နော်ဘာဟင်းစားလဲ ထက်ကပါ အော်ဘာကဖောက်ကြိုက်တယ်အမအောင်ဘာကဖောက်လဲကြိုက်ပါတယ်ဒါပေမဲ့အမကိုပို့ကြိုက်တယ် That's enough ACE ဟမ် လို့ ACE တော့ S နဲ့မတူပါဘူး S ကမြန်မာမှမတတ်တာ Hello ရှင်ဘာလို့နေကို ACE လို့ပေးထားတော့ရှင်ကရှင်ပေးပြီးတော့ ဟောဟုတ် ကျ လား ရဲ့ဒီ OMI TV အကောင့်မှာ ACE ဆိုပြီးတော့ဆွဲလောက်ထားလိုက်အောင်မန္တလေးရလူတွေ အာဘယ်သူကမန္တလေးရလူတော့ ရှင်ရလေ ဟုတ်ပါဘူး ဟာမန္တလေး location နဲ့အရန်ညတာပဲ อ๋อအဲ့လိုလားမဟုတ်ဘူးမန္တလေး location တော့ဟုတ်တယ်ဒါပေမဲ့အဲ့လူတော့မဟုတ် ဟာမန္တလေး location မှာပဲလက်ရှိ အဲ့လူတော့မဟုတ်ဘူးလို့ ဟုတ်ပြီညမပါဝါဘလောက်လဲ ဟာဘယ်လောက်လို့ထင်လဲ သိဘူးလေ ကျုံးအမဘယ်လောက်ရှိရလို့ထင်လဲ မသိ သိပါအမခွာမှာညီမခွာ 20 24ဆိုတော့အကိုပေါ့ ဟုတ်ပြီညီမပါဆိုညီမရောပါလား မပါဘူးလှတက်လာလှကြည့် ဒီတိုင်းလေးလှပါတယ် အာတက်ဒီအိုင်းလေးလုံးဖြစ်ချင်လို့သူများကအဲ့လိုပုံမျက်မှန်တဲ့လူတွေအရန်အားကြလို့ ညီမတက်လိုက်တော့ဆရာမကြီးနဲ့တူတာ ဆရာမအဖွားကြီးနဲ့တူပါ ယူလိုက်တယ်ဟိုကအရောက်ပို့နေပေးရ မဟုတ်ဘူးဂိမ်းစော်တွေကအဲ့ ကျွန်တော်တို့ မြင်လိုက် ကျွန်တော်ယူရှင်နေလဲအကြောင်း အော်ရန်ရွာရန်ယူလိုက်ရောကလေးရဲ့24ဆိုယူလို့ရတယ်ကလေးတော့ယူလို့ရတယ်ယူချ right person မတွေ့သေးလို့လေဒါပေမဲ့အခုတော့ယူလို့ရပါပြီဘာလို့ဆိုတော့ right person တွေ့လေ right person ဘယ်မျိုးရလဲ ရန်ကုန်က အာရန်ကုန်တူတွေဒီလိုပဲနော်ထောတာပြောတာပါ မဟုတ်ဆိုင်ဘူးလည်းမရှိဘူးဘာလို့ပွက်နေလဲမဟုတ်ဆိုင်ဘူးရိတ်ပြီးမဟုတ်ဆိုင်ဘူး တိုင်းမွေးအောင်ရှိရ မဟုတ်ဆိုင်ဘူးလည်းရိတ်တာပြီးမဟုတ်ဆိုင်ဘူးတိုင်းပွက်နေကျေးဇူးရှင် မစမေးထိုင်ပို့တာမဟုတ် ဘာရန်လာပါရော I totally agree စောက်ရင်ချော စိတ်ချမ်းသာပြီးတော့တိုက်တယ်လို့ပြော ကိုရီးယားစောက်ချောကြီး ချောဒါ လေလေ သူက စောက်ချောကြီးလေကိုရီးယား ဒီကလာကိုကြီးစီရလာတယ်ကိုကြီးစီယောက်ျားယူတော့မိန်းမမြင်နေတော့အရက်ဘယ်နဲ့ပေးရှိတယ်လိန်ပြောသွားကြိုရှေ့နဲ့ချောင်းကြိုလိန်ပြောသွားရှေ့နဲ့ချောင်းကြိုအရက်ဘယ်နဲ့ပေးလို့ရှိတယ်ကိုကြီးက လေဘေးရှိရထင်တယ် သိဘူးလေမသိလို့မရဘူးထိုင်နေဘူးလို့ ခမှန်းကြည့်ခိုင်းရလေ ငါးပေရှစ်ငါးပေကို ငါဘေးရှစ် ဟုတ်တူပဲတမင်းနဲ့ အဲ့လောက်ရှိလို့လား ခြေတာပေါ့ Okay ညမဘယ်လိုခေါ်တာ ကိုင်းနေမှာဘယ်လိုခေါ်လဲ ကိုရင်မင်းရလေ lady first နန်းစုတစ် နာစုတက် တစ် အေးလေနာစုတက်ပဲပြောလေ တကားမပြီးဘူးနော် တိုင်းသားလေ ဘာတိုင်းသားလဲ ရှမ်း ကောင်း မ ပါ ပမာမလား အာရပေါ်မာစီရတာ အာရ Okay ရမုံလာပဲလို့ခေါ်ရင် ပမာဆိုပြီးတော့ဘာလို့နန်းထည့်တာ ပေါ်မာမဟုတ်ပါဘူးဆိုမှပဲဘာကြီးဘောနေလဲမသိ ဘာလိုမျိုး မသိဘူးလားအရှိမနန်းတဲ့ရတာဘာမှမ ရှ သိ မ်းပဲလား ရှမ်းတော့မဟုတ်ဘူး ပေါ့အိုး ပေါ့အိုးလည်းမဟုတ်ဘူးပေါ့အိုးစရာလည်းမရှိပါပိန် ပပိန်လားဆို ပပိ
လည်းမဟုတ်ပတ်ချွန်လည်းမဟုတ်ပတ်စောက်တိုးလည်းမဟုတ် ဘာတော့အဲ့ဆိုပြော ကရင်လေ ကရင်ကနန်းထဲလား ဟာကရင်တော့တစ်မျိုးပဲတည်ရလား နော်ယောက်ျားလေးဆိုနော်မလား တို့ယောက်ျားလေးကိုနိုး6 အော် ပြီး စောလားစော စမန်ဩငါ့မျက်မှန်ကြွထောက်စရယ်မန်ရယ်စောရယ်ယောက်ျားလေးဆို3မျိုးစမန်စောမိန်းကလေးဆိုရင်နော်နန့်နန်း3မျိုး Okay. နန်းနာကြမထည့်ချင်ဘူးလေအဲကြောင့်နန်းနာထည့်တယ်နော်ရာကြီးကကြောက်တလောကလုံးထည့်နေ နန်းနဲ့လိုက်တာပါနန်းနဲ့လိုက်တာပါ တယ်ဟုတ်တယ်မျက်မှန်တော့ကြွကြတယ်နန်းလား နန်းနာမျက်မှန်တော့ကျွတ်တယ် မဟုတ်ပြောချင်တာအားပါပါရှင်းပြချင်တာကွာအဲ့လိုမသိ